passive income ဖြစ်စေနဲ့ယနေ့ရက်နဲ့ခြင်းနဲ့မိတ်ဆွေတို့အတွက်ကော investment ပြုလုပ်ခြင်းနဲ့မိတ်ဆွေတို့အတွက်ကောအသစ်ဆက်ပြီးစီထားတဲ့အယောင်းနဲ့နှခမ်းသာခြင်းတို့နဲ့အယောင်းနဲ့လေးတွေနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီခန်းလေးတွေအားဆိုရင်18ပေ52ပေကျင်းဝန်းနဲ့ DCC လျှောက်တာဆက်ဖြစ်ပြီးတော့ဗန်ချိတ်လေးရတဲ့ခန်းလေးတွေလည်းဖြစ်ပါတယ်။နောက်တော့ဒီခန်းလေးတွေအားဆိုရင်တော့ hotel ပုံစံဖြစ်ပြီးတော့ဝယ်ရတဲ့ customer တွေအတွက်ပြန်လဲစိတ်စိတ်ဖြစ်နေလို့ရတဲ့ခန်းလေးတွေဖြစ်ပါတယ်။ဝရဏအိမ်နာနဲ့ရုပ်နဲ့ကိုကြပြပြမှာဖြစ်ပြီးတော့ရုပ်နဲ့အိမ်နာကိုလည်းဖိုင်ဘာကတက်စီထားမှာဖြစ်ပါတယ်။ပြီးတော့ဒီမားတို့တိုက်ဝင်ကမျက်နှာသားတစ်ခါကိုလည်းတမန်နဲ့သားတက်စီထားမှာဖြစ်ပါတယ်။ ညီမတို့ဒီ6ပါအခန်းလေးပေါ့နော်။ဒီ6ပါအခန်းလေးမှာဆိုလို့ရှိရင်ဒီကြားလေးဆိုရှင်တော့ဒါမာစတာဘန်လေးဆက်လို့ရတယ်ပေါ့နော်။ဒီခန်းလေးရဲ့ဈေးနှုန်းလေးကတော့1500ဖြစ်ပြီးတော့မြေကြီးတက်ရောင်းခန်းလေးရဲ့ဈေးနှုန်းလေးကတော့2850ဖြစ်ပါတယ်။အခုဒီကနေ့ကဆိုင်အတွက်ဒီနေ့ထားဖို့တင်ရတဲ့အခန်းတစ်ခုကိုပိုင်ဆိုင်တဲ့ကိုညီမတို့လေးစက်တာကိုအခုပဲဆက်တဲ့ဆုံးဖြတ်နေနေပါလို့ရှင်။အချင်းချင်းကတော့ကနေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့ပတ်သက်တဲ့ကိုအကောင့်ဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့လေးစက်တဲ့ရဲ့ state အားအနည်းစင်လေးရှိနေပါလို့ရှင်။